အားလုံးမင်္ဂလာပါ MyOS မှာကြိုဆိုပါရစေဒီဗီဒီယိုမှာကတော့ OpenStreetMap အကောင့် sign up ပြုလုပ်ပုံကိုပြသသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကတော့ browser ကနေ OpenStreetMap website ရဲ့ link ကိုဝင်ပြီးတော့မှ sign up ပြုလုပ်ရပါမယ်email display name နဲ့ password တွေကိုရိုက်ထည့်ပြီးတော့ sign up ကိုနှိပ်ပေးရပါမယ်ဒီနေရာမှာ display name မှာမိမိကြိုက်တဲ့နာမည်ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်တော့ရင်တော့ကိုယ့်ရဲ့ email ကို confirmation mail ပို့ကြောင်းပြမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ email ရဲ့ inbox မှာဝင်လာတဲ့ confirmation email ကနေ confirm လုပ်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ဆင့်မှာကတော့ OpenStreetMap user interface ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကိုပေးထားတဲ့ user name နဲ့ password တွေကိုသုံးပြီးတော့ login ဝင်လို့ရပါပြီ။ OpenStreetMap မှာစတင်ပြီးတော့ edit လုပ်နိုင်ပြီဖြစ်ပါတယ်။ဒါကတော့ OpenStreetMap အကောင့်ရဲ့ sign up ပြုလုပ်ပုံကိုပြသသွားတာပဲဖြစ်ပါတယ်။အခြား OpenStreetMap ဆိုင်ရာဗီဒီယိုတွေကိုလည်း MyOS ရဲ့ channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။